မမိတ်ဆွေညီကိုမောင်နှမများအားလုံးခရစ်တော်နာမ၌မင်္ဂလာပါအသက်ရှင်တဲ့ဘုရားသခင်နှုတ်ကပတ်တော်ကိုအတူတကွခံယူကြပါစို့46ကြိမ်မြောက်သောစာလံအငယ်1ဘုရားသခင်သည်ငါတို့ခိုလုံရာဖြစ်၍ခွန်အားကိုပေးတော်မူ၏ဘေးရောက်သည့်ကာလအထူးသဖြင့်ကူမတော်မူကြောင်းထင်ရှားလျက်ရှိ၏နှုတ်ကပတ်တော်အပြင်ရောက်စီတိုင်းကိုဖျားရှင်ကောင်းကြီးပေးပါစေဘုရားသခင်ဟာကျမတို့ရဲ့ခိုလုံရာဖြစ်ပြီးတော့ကျမတို့ကိုခွန်အားပေးတဲ့ဘုရားဖြစ်တယ်အဲ့တော့ကိုဘေးအချိန်မှာအထူးသဖြင့်သိရတယ်လဲဆိုရင်ဘေးရောက်သည့်ကာလမှာထင်ထင်ရှားရှားသိရတယ်မိတ်ဆွေယေရှုခရစ်တော်ဟာပြစ္ဆုတ်ပံကာလမှာအလုပ်လုပ်နေတဲ့ဘုရားဖြစ်ပါတယ်သူဟာမနေ့ယနေ့နောင်ကာလမှာပြောင်းလဲတဲ့ဘုရားဖြစ်တယ်လွန်ခဲ့တဲ့နှစ်2000မှာသူသွန်းခဲ့တဲ့အသွေးကယခုပြစ္ဆုတ်ပံမှာကျွန်တော်တို့ဝန်ခံတဲ့အခါကျွန်တော်တို့ရဲ့အသက်တာထဲမှာတက်ရောက်မှုရှိတဲ့အလုပ်လုပ်နေတဲ့ဂျေဇုတော်ဖြစ်ပါတယ်ထို့တူပဲယေရှုခရစ်တော်ဟာကောင်းကင်ဘုံကိုတက်ကြွသွားပြီးတဲ့နောက်မှာဖခင်မေတော်ရဲ့လက်ရာဘက်ကနေပြီးတော့ကျမတို့အတွက်ဆုတောင်းပေးနေတဲ့ယေဘရဟိမင်ဖြစ်တယ်။တနည်းအားဖြင့်သူဟာလက်ရှိပြစ္ဆုတ်ပံအချိန်တိုင်းမှာအမှုဆောင်နေတဲ့သူတစ်ယောက်ဖြစ်တယ်။ထိုဘုရားနာမဘုန်းကြီးရဲ့မင်္ဂလာရှိပါစေ။အဲ့တော့ဒီနေ့နှုတ်ကပတ်တော်လေးအားဖြင့်ကျမဘာခွန်အားပေးခြင်းတယ်ဆိုရင်ကျမတို့ယုံကြည်သူတွေဟာများသောအားဖြင့်အတိတ်မှာဘုရားသခင်ကောင်းမြတ်ခဲ့တယ်ဆိုတော့ကျမတို့သိတယ်ဝန်ခံကြတယ်အနာဂတ်မှာလည်းဘုရားသခင်ကကြီးသောအမှုကိုပြုအောင်မယ်ဆိုတော့ကိုကျမတို့ဝန်ခံကြတယ်ယုံကြည်ကြတယ်ယေရှုခရစ်တော်ဒုတိယကြိမ်ပြန်လဲကြွလာပြီးတော့ကျမတို့ကိုချီဆောင်အောင်မယ်ဆိုတော့လေကျမတို့မျှော်လင့်ပြီးတော့အသက်ရှင်ကြတယ်ဒါပေမဲ့ကျမတို့ယုံကြည်သူတွေဟာများသောအားဖြင့်ပြစ္ဆုတ်ပံအချိန်မှာသခင်ကိုနေရာပေးဖို့သခင်ကိုယုံကြည်ဖို့ပြက်ကွက်တတ်ကြတယ်ဒီနေ့ဒီရလေးအားဖြင့်ကျမတို့ပြန်ပြီးအသက်တာကိုဆင်ခြင်ကြည့်ကြရအောင်ကျမ်းစာထဲမှာရှင်ယောဟန်အခန်းကြီး7ထဲမှာလာဇရုသေဆုံးသွားတဲ့အကြောင်းတွေ့ရတယ်လာဇရုသေဆုံးသွားတဲ့အခါယေရှုခရစ်တော်ကသူတို့နားမှာမရှိဘူးအဝေးကိုရောက်နေခဲ့တာဖြစ်တယ်သူအင်မတန်ချစ်တဲ့လာဇရုသေဆုံးသွားပြီး4 ရက်လွန်တဲ့အခါမှာသူကအဲ့ဒီဘေသနိရွာကိုရောက်လာတာဖြစ်တယ်ယေရှုရောက်လာတဲ့အခါမာသကယေရှုကိုထွက်လာပြီးတော့ခရီးဦးကြိုပြုတယ်အဲ့လိုထွက်လာတဲ့အခါမှာမာသနဲ့ယေရှုခရစ်တော်တို့အပြန်အလှန်ပြောကြတဲ့ conversation လေးအပြင်ဒီနေ့ကျွန်တော်တို့အသက်တာကိုပြန်လည်ပြီးဆင်ခြင်ကြရအောင်မာသကထွက်လာပြီးတော့ယေရှုကိုကြိုပြီးတော့စီးကြိုပြီးတော့ဘယ်လိုစကားပြောသလဲဆိုရင်မာသကသခင်ကိုရောရှိတော်မူလင်ကျမအိမ်မောင်မသေးပါမာသဟာယေရှုခရစ်တော်သာရှိခဲ့ရင်သူ့မောင်မသေးဘူးယေရှုခရစ်တော်ကသူ့မောင်မသေးအောင်လုပ်ပေးနိုင်တယ်ဆိုတော့ကိုသူယုံကြည်ပါတယ်ဒါပေမဲ့ပြစ္ဆုတ်ပံမှာသူ့မောင်ကသေသွားခဲ့ပြီအဲ့တော့မာသကအတိတ်မှာယေရှုကိုယုံတယ်ပြီးမာသသူကဆက်ပြောတာရှိသေးတယ်အခုသေနေရင်လေတဲ့ယေရှုဆုတောင်းရင်ဘုရားသခင်နားညောင်းမယ်ဆိုတော့ကိုသိတယ်တဲ့ဒါပေမဲ့ဒီစကားကမာသကလူမှုရေးအရာယေရှုကိုဒီတိုင်းပြောလိုက်တဲ့စကားဖြစ်တယ်တကယ်သူ့အထဲမှာယုံကြည်ခြင်းမရှိဘူးဆိုတော့နောက်ပိုင်းမှာတွေ့ရတယ်အဲ့တော့ယေရှုကဘာပြောသလဲဆိုရင်ယေရှုကလည်းသင်ဤမောင်သည်ထမြောက်လိမ့်မည်ဟုမိန့်တော်မူ၏ယေရှုပြောချင်တာကအခုထမြောက်မယ်လို့ပြောတာဖြစ်တယ်ဒါပေမဲ့မာသကဘာပြောသလဲဆိုရင်နောက်ဆုံးသောနေ့ဒီဟုသောထမြောက်ရာကာလ၌သူသည်ထမြောက်လိမ့်မည်ကိုကျွန်မသိပါသည်ဟုလျှောက်၏ကြည်မာသကလေအနာဂတ်မှာယေရှုဒုတိယကြိမ်ပြန်ကြွလာတဲ့အချိန်သေသူတွေအားလုံးရှင်ပြန်ထမြောက်တဲ့အချိန်လာဇရုလည်းရှင်ပြန်ထမြောက်မယ်ဆိုတော့သူယုံကြည်တယ်။ဒါပေမဲ့သူဘာလုပ်နေသလဲဆိုရင်ပြစ္ဆုတ်ပံအချိန်မှာလောလောဆယ်သေနေတဲ့သူ့မောင်လာဇရုကိုယေရှုကပြန်ပြီးရှင်ပြန်ထမြောက်စေနိုင်တယ်ဆိုတော့သူဘလို့မှမယုံကြည်နိုင်ဘူးဖြစ်တယ်။အဲ့တော့ဆက်ပြီးကြည့်တဲ့အခါမှာအခန်းငယ်39ကိုရောက်လာတဲ့အခါမှာယေရှုကကြောက်ကိုရွှေ့ကြလော့။လာဇရုကိုတကြိုထားတဲ့တင်းချိုင်းရဲ့တကားကိုကြောက်ကိုယေရှုကရွှေ့ခိုင်းတဲ့အချိန်အဲ့ဒီယေရှုစေခိုင်းတဲ့အရာယေရှုကလာဇရုကိုထမြောက်စေမဲ့အမှုအရာကိုစီးတားတော်သူကခုနကတော့ယုံကြည်ပါတယ်ဆိုရဲမာသကိုယ်ရင်ဖြစ်နေခဲ့တယ်။မာသကဘာပြောလဲသေလွန်တော်သူ၏နမမာသကသခင်ယခုဖြစ်လင်နန်လိမ့်မည်4 ရက်ရှိပါပြီရှောက်လေ၏ပြောချင်တာကကိုရောအလုံးမနေနဲ့တော့အပိုပဲလာဇရုကသေသွားပြီ4 ရက်တောင်ရှိနေပြီပုတ်နေပြီကိုရောလုံးမနေနဲ့တော့ဆိုပြီးတော့ယေရှုကိုစီးတားတော်သူမာသဖြစ်ခဲ့တယ်။မိတ်ဆွေကျမတို့အသက်တာထဲမှာလဲမာသကဲ့သို့ကျမတို့ချိန်ဖန်များဆိုတာသခင်ကိုမယုံကြည်ခြင်းအပြင်သခင်ကိုဝမ်းနည်းစေခဲ့တယ်ဒီညမှာကြည့်တဲ့အခါ
မာတာကအတိတ်မှာဖះကိုယုံတယ်အနာဂတ်မှာလည်းဖះကိုယုံတယ်ဒါပေမဲ့ပြစ္ဆုတ်ပံမှာယုံကြည်ဖို့ပြက်ကွက်တဲ့အခါအငယ်35မှာယေရှုသည်မျက်ရည်ကျတော်မူ၏ဆိုတာပါတယ်အဲ့တော့အဲ့လူတွေကလာဇရုကိုတနာလို့ငိုတာဖြစ်လိမ့်မယ်အမျိုးမျိုးပြောကြတယ်ပေါ့နော်ကျမတော့ဒီလိုထင်တယ်မာတာမာရိယေရှုခရစ်တော်ရဲ့တတ်နိုင်ခြင်းနဲ့ယေရှုခရစ်တော်ကမေရှိယဖြစ်တယ်ဆိုတာကိုသက်သေများစွာရခဲ့တဲ့သူတို့ကိုယ်တိုင်ကလာဇရုကိုယေရှုကထမြောက်စေမယ်ဆိုတော့ကိုမယုံကြည်နိုင်တဲ့အတွက်ထိုမယုံကြည်ခြင်းကြောင့်မျက်ရည်ကျတယ်လို့ကျမတော့အဲ့လိုထင်တယ်ကျမတို့ရဲ့မယုံကြည်ခြင်းကဘုရားသခင်ကိုဝမ်းနည်းစေတာဖြစ်တယ်ဘုရားရဲ့တတ်နိုင်ခြင်းတွေကိုစီးတားတဲ့ကျမတို့ရဲ့အသက်တာတွေမယုံကြည်နိုင်ခြင်းတွေကသခင်ကိုဝမ်းနည်းစေတာဖြစ်တယ်မာသလိုပဲကျမတို့တွေလည်းသခင်ကိုယုံကြည်ပါတယ်သခင်တတ်နိုင်တယ်ဆိုတော့သိပါတယ်ဆိုပြီးကျမတို့ဝန်ခံနေတယ်ဆုတောင်းနေတယ်ကိုးကွယ်နေတယ်ဒါပေမဲ့တကယ်လက်တွေ့ကျမတို့အသက်တာထဲမှာဘုရားသခင်အလုံးလုံးတော့မယ်ဆိုတဲ့အခါကျမတို့ရဲ့မယုံကြည်ခြင်းကထိုသခင်ရဲ့လက်တော်ကိုစီးတားတာမျိုးဖြစ်နေတတ်တယ်နားလည်နိုင်ဖို့ဖျားရှင်ကောင်းကြီးပေးပါစေပြစ္ဆုတ်ပံအချိန်မှာကျမတို့ကြုံနေရတဲ့ပြဿနာအခက်အခဲဒုက္ခတွေကြားထဲမှာထိုသခင်ကိုယုံကြည်ခြင်းအပြင်ထိုသခင်ကိုအခွင့်ပေးကြရအောင်ဒီနေရာမှာဆက်ကြည့်တဲ့အခါငွေ40ရောက်တဲ့အခါယေရှုကကိုရောဒီကျွန်ုပ်ဤစကားကိုအစမပြတ်နားထောင်တော်မူသည်ကိုကျွန်ုပ်သိပါ၏သို့တော်လဲပြောချင်တာကကျွန်တော်ပြောလို့နားထောင်တယ်ကျွန်တော်စကားကိုနားထောင်တယ်ဆိုတာမျိုးမဟုတ်ပဲနဲ့တဲ့ကိုရောဒီကျွန်ုပ်ကိုစေလွတ်တော်မူသည်ကိုဝိညာဉ်လက်ရှိသောဤလူအပေါင်းတို့သည်ယုံကြည်စေခြင်းကသူတို့၏အကျိုးကိုထောက်၍ဤတို့ကျွန်ုပ်လျှောက်ပါ၏နော်သူရဲ့ပတ်လည်မှာမယုံကြည်တဲ့လူတွေကိုယုံကြည်ခြင်းရှိစေခြင်းသောကြောင့်တက်သိပေးခြင်းသောကြောင့်သူရဲ့အကျိုးကိုထောက်ပြီးမှလာဇရုကိုထမြောက်စေဖို့သူဆုတောင်းခဲ့တယ်သူဆုတောင်းတဲ့အတိုင်းလာဇရုသေခြင်းကနေထမြောက်ခဲ့တယ်ထိုဖျားနာမှာဘုန်းကြီးပါစေတခါတည်းရန်ကျမတို့ရဲ့မယုံကြည်ခြင်းကိုဘုရားသခင်နားလည်တယ်တခါတည်းရန်ကျမတို့ရဲ့ယုံကြည်ခြင်းအားနည်းတဲ့အခါကျမတို့ထင်တယ်ကျမတို့ယုံကြည်မှပဲဘုရားသခင်အလုပ်လုပ်မယ်ဆိုရင်ကျမတို့မှာဆုံးရှုံးစရာတွေအများကြီးရှိတယ်ဂယုဏနဲ့ကြွယ်ဝတဲ့ဘုရားသခင်ကတခါတလေယုံကြည်ခြင်းအားနည်းတဲ့သူသားသမီးတွေယုံကြည်ခြင်းကိုခိုင်ခန့်စေဖို့အတွက်သက်သေပေးတဲ့ဘုရားဖြစ်တယ်ဘုရားနာမှာဘုန်းကြီးပါစေအဲ့တော့အသက်တာထဲမှာဒီနှုတ်ကပတ်တော်လေးနဲ့ခွန်အားယူရအောင်ကျမတို့ကိုးကွယ်တဲ့ဘုရားသခင်ကပြစ္ဆုတ်ပံဘုရားဖြစ်ပါတယ်ပြစ္ဆုတ်ပံအချိန်မှာထိုဘုရားကိုနေရာပေးရအောင်ပေတရုကရေပေါ်မှာလမ်းလျှောက်သွားတဲ့အချိန်ရုတ်တရက်သူရေထဲကိုကျသွားတဲ့အချိန်ကိုရောကယ်ပါလို့ပြောတဲ့အခါယေရှုနောက်မကျဘူးပေတရုကိုရေထဲမှာနှစ်မွေးရတဲ့ခွင့်ကိုမပေးဘူးချက်ချင်းကယ်တဲ့ဘုရားဖြစ်တယ်ကျမတို့ကိုးကွယ်တဲ့ဘုရားသခင်ပြစ္ဆုတ်ပံဘုရားဖြစ်ပါတယ်ယခုသင်ကြုံတွေ့နေရတဲ့အခက်အခဲပြဿနာလာဇရုသေနေတဲ့ကဲ့သို့သင်ဘဝရဲ့ဘယ်ကဏ္ဍမှာသေခြင်းနဲ့သင်ကြုံဆုံနေရတယ်လဲငွေကြေးကဏ္ဍလားအကျွေးတွေနဲ့သင်နှစ်မွေးနေသလားပညာရေးမှာလမ်းဆုံးနေပြီလားအနာဂတ်မှာလမ်းမမြင်တော့ဘူးလားကျမ်းမာရေးမှာဆရာဝန်တွေလက်လျှော့ရတဲ့အချိန်ရောက်နေပြီလားမိတ်ဆွေလာဇရုရဲ့သေဆုံးခြင်းလောက်သင်ရဲ့အခြေအနေမဆိုးသေးဘူးပြစ္ဆုတ်ပံအချိန်မှာထိုသခင်ကိုနေရာပေးရအောင်ပြစ္ဆုတ်ပံအချိန်မှာကြုံဆုံနေရတဲ့အရာတွေပုံမှာဘုရားသခင်တတ်နိုင်တယ်ဆိုတော့ယုံကြည်ပါတယ်ကိုရောအလိုတော်ရှိသည့်အတိုင်းဖြစ်စေပါဆိုပြီးကျွန်တော်တို့ဝန်ခံရအောင်ဘုရားသခင်ရဲ့တသက်ကိုခံစားရတဲ့သူတွေပြစ္ဆုတ်ပံအချိန်မှာဘုရားသခင်ကိုနေရာပေးပြီးယုံကြည်ပြီးတော့သက်သေရသောသူတွေဖြစ်ဖို့ယနေ့ဘုရားရှင်ကောင်းကြီးပေးပါစေနှုတ်ကပတ်တော်အဖြစ်အများလောက်ခွန်အားပေးချင်ပါတယ်